စွမ်းစာနေနဲ့စင်ပေါ်မှာဖြစ်စင်တိုင်းဖြစ်နေတဲ့ဗီဒီယိုဖိုင်ကြောင့်လူပြောများနေတဲ့အေမီဆန်ဇမင်းသားစွမ်းနဲ့စင်ပေါ်မှာဖြစ်စင်တိုင်းဖြစ်ပြခဲ့တာကတော့ငကားမကြီးအေမီဆန်မှာအဆိုပါစွမ်းနဲ့အေမီဆန်တို့ရဲ့ဗီဒီယိုဖိုင်ကြောင့်လည်းလူပြောများခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအေမီဆန်ဟာဖျားတရားတော်တော်လေးလိုက်စားပြီးဖျားတရားကောင်းမှုကုသိုလ်တွေလုပ်ခါတရားထိုင်ရင်အမြအတမ်းပေးဝေတာတွေကိုအမြဲတမ်းလုပ်လေးရှိပါတယ်။ဒီလိုဆိုတော့အေမီဆန်တရားဘာသာကိုင်းဆိုင်တာနဲ့တူသူမဟာလိပ်ပြလာတာကြောင့်အရှင်ဘွားကတိုင်နှန်းဆက်တွေအထက်ပုတ်ကိုအဖဘိုးတော်တွေစားတဲ့ပုတ်ကိုတို့ပုတ်ကိုမြတ်တွေနဲ့အဆက်အသွယ်ရှိတဲ့အကြောင်းပြောတာပါ။ဒါကြောင့်လေအေမီဆန်ဟာမကောင်းမှုတစ်ခုဖြစ်တော့မယ်ဆိုရင်ကြိုသိနေလေးရှိတယ်လို့ဆိုပါတယ်။အခုခါမှာတော့ဒီလိုတကောကြီးတွေအေမီဆန်တယောက်ဇမင်းသားဆွမ်းစာနီကအာရပါရဖက်ကအာဝါပေးတာခံလိုက်ရတာဖြစ်ပါတယ်။ဒီလိုဆွမ်းစာနီရဲ့လုပ်ရက်ပေါ်မှာဝေဖန်ကြတာတွေရှိနေသလိုအချို့ကလည်းဆွမ်းစာနီနဲ့အေမီဆန်ကလိုက်ဖက်လုံးလို့သဘောတူကြတာတွေလည်းရှိပါတယ်။စင်ပေါ်မှာဇမင်းသားဆွမ်းစာနီနဲ့အေမီဆန်တို့ဟာနာမည်ကြီးဆိုတော့ဇဝင်းတို့ရဲ့နှိုင်းမဲ့ဆိုတဲ့တခြင်းကိုတိဆိုဖျက်ပြေးကြတာပါ။ဒီလိုတိဆိုနေစဉ်တွင်မှာဇမင်းသားဆွမ်းစာနီဟာအေမီဆန်ကိုပခုံးကိုကိုင်းကအာရပါဖက်ပြီးအပီအပြင်းကိုမှအတင်းတိုးပိတ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်မူနေတဲ့ပုံရတဲ့ဆွမ်းစာနီအေမီဆန်ပါကိုလည်းချိန်ချိန်ဖက်ပြီးအဝါပေးဖို့လည်းကြိုးစားခဲ့တာပါဒီလိုဆွမ်းစာနီနဲ့အေမီဆန်တို့စင်ပေါ်မှာဖြစ်စင်တိုင်းဖြစ်နေကြတဲ့ဗီဒီယိုဖိုင်ကြောင့်လူပြောများနေတာဖြစ်ပါတယ်အချို့ကလည်းဆွမ်းစာနီကိုပြစ်တင်ကြသလိုအချို့ကလည်းအေမီဆန်နဲ့ဆွမ်းစာနီလိုက်ဖက်တယ်ဆိုပြီးတော့သဘောတူပေးနေကြတာပါအထူးသဖြင့်ဆွမ်းစာနီရဲ့မျက်နှာဟာအခုချိန်မှာထက်ထက်မဟုတ်မျက်နှာကိုပြားတုပ်ထားတဲ့ပုံစံမျိုးဖူးရောက်နေတာအကြောင်းလေးလူပြောများနေတာပါဒီမတိုင်ခင်မှာတော့အားလုံးလေးသိကြတဲ့အတိုင်းဇမင်းသားဆွမ်းစာနီဆိုတာကမြန်မာနိုင်ငံမှာအမြင့်ဆုံးဇမင်းသားတစ်လက်ပါအထူးသဖြင့်မြန်မာနိုင်ငံမှာအခြားသောဇမင်းသားများစွာရှိတဲ့ထဲကမှဆွမ်းစာနီဟာအမျိုးသမီးပရိသတ်တွေတဲဆွဲမင်းသားတစ်လက်ဖြစ်ခဲ့တာပါအထူးသဖြင့်ဆွမ်းစာနီဟာနုပြိုစင်ချင်းအဆိုကောင်းအကကောင်းသလိုကိုရီးယားမင်းသားလေးလိုနုဖက်ဥအပ်နေတဲ့မျက်နှာလေးကြောင့်လေအမျိုးသမီးပရိသတ်တွေတန်တန်ဆွဲချစ်ခင်အားပေးခြင်းကိုခံရတာဖြစ်ပါတယ်။ဇမင်းသားဆက်စာနီကဘယ်မှာမှဇက်ကနေပါစေနေရာတိုင်းကိုလိုက်လံအားပေးကြတဲ့အမျိုးသမီးပရိသတ်တွေကလည်းမနေမနှောပါဘူး။ဇမင်းသားဆက်စာနီကဒီလိုအောင်မြင်မှုတွေရရှိခဲ့တာကြောင့်ကားတွေများကြီးတိုက်တွေများကြီးနဲ့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ဇက်သပင်လောကကဇမင်းသားတွေထဲမှာစွမ်းလောင်ပတ်စံငွေကြေးကြီးကြီးတဲ့ချမ်းသာတဲ့မင်းသားကမရှိသလောက်ဖြစ်ပါတယ်။ဆက်စာနီကဒီလိုအောင်မြင်မှုတွေရတာကြောင့်ဆေးတွေအရက်ရမကမိမစတဲ့လူမှုရေးပြဿနာရှုပ်ရှင်းနေတဲ့အောင်မြင်မှုတွေကြာရှုံးသွားခဲ့တာပါ။ဇမင်းသားတွေဟာအရက်နဲ့အခြားသောမကောင်းတဲ့ကျင့်စရိုက်တွေကြောင့်သူ့ရဲ့နုပညာနဲ့အောင်မြင်မှုစည်းစိမ်ချမ်းသာတွေကိုဆုံးရှုံးလိုက်ရရုံသာမကပဲသူ့ရဲ့ကျန်းမာရေးကိုပါဆုံးရှုံးလိုက်ရတာပါ။အရက်နဲ့ဆေးတွေကိုမတရားအလွန်ကျွံသုံးဆွဲခဲ့တဲ့စွမ်းစာအနေဟာခန္ဓာကိုယ်ကျန်းမာရေးချို့ရင်ကဘီယိုဆမှာပြောခဲ့သလိုစွမ်းနဲ့မတူတော့ဘဲနဲ့မျက်နှာဖောရောင်ကထက်ထက်မဟုတ်လို့ညီညီမောင်စမ်းကြောင်းလိုဖြစ်နေတာဖြစ်ပါတယ်။ဒါပြင်အရှင်ကလိုပတ်စံငွေကြေးစီးစိမ်ဥစ္စာချမ်းသာမှုတွေမရှိတော့တဲ့စွမ်းစာနီဟာအခုဆိုရင်ခန္ဓာကိုယ်နေမကောင်းတဲ့ကြားတွေကစက်ပွဲဒီမှာတချင်းလိုက်ဆိုရတာပါဒီလိုဆိုနေချိန်မှာပဲအေမီဆန်နဲ့တူတူဆက်စင်ပေါ်မှာတချင်းဆိုရတာဖြစ်ပါတယ်အေမီဆန်ဆိုတာကလည်းနုပညာလောကမှာပေါင်းမဝင်လို့ငကားဘူးသူလိုထက်လန်းလိုအောက်လန်းလိုနဲ့တန်းရှင်းရှာနေရတာပါအခုခါမှာတော့အေမီဆန်ဟာတပတ်တလန်းကဝင်ငွေရအောင်လို့ဇက်ပွဲစတေရှိုးတွေမှာညာကြီးနဲ့ဝင်ရောက်ဖြောပြနေပုံရပါတယ်ဒီလိုဖြေပြရင်းနဲ့ဆွမ်းစာနေတာယူတာခံလိုက်ရတာပါပရိသတ်တွေကတော့စင်ပေါ်မှာဖြစ်စင်တိုင်းဖြစ်နေကြတဲ့ဆွမ်းစာနေနဲ့အေမီဆန်ကိုဘယ်လိုမြင်ကြလဲဆိုတာပြောခဲ့ပေးပါအောင်ရှင်